မိရဲ့အကြီးမားဆုံးရန်သူကဘာတူလဲဗရာလိုက်အတွင်းထဲမှာရှိတဲ့ last လို့ခေါ်တဲ့တမတ်ချင်တနာစိတ်ပဲဘဝမှာတူတအောင်မြင်ချင်တလားအိမ်မက်တွေကိုအမှန်တကယ်ပြည့်စုံချင်လားဒါဆိုအခုပြောပြမယ်အချက်၃ချက်ကိုလိုက်နိုင်ရပါပြီနံပါတ်1အမြင်အာရုံကိုထိန်းချုပ်ပါအရာအလုံးအမြင်ကနေစတင်ပါတယ်ဗရာဘာကြည့်နေတဲ့အရာတွေကစိတ်ထဲမှာနေရာလေးတွေတိဆောက်တတ်ပါတယ်အာရင်အာဒရူပွန်လေးပဲကြည့်နေတဲ့လူကပါမန်လူထက်တနာစိတ်ပူကြီးပါတယ်မွေးကလေးဟာဒီကောင်ကသူများထက်ပူထန်တယ်လို့ဘာလို့ဆိုတာမရှိပါဘူးအဲအကြောင်းပဲတစ်ချိန်လုံးတွေးတစ်ချိန်လုံးစားသုံးနေလို့အဲအရာကြီးကစိတ်ထဲမှာကြီးမားလွန်သွားတာပါဒါကြောင့်မင်းဆွဲလန်းနေတဲ့စော်လန်းလန်းလေးတွေရဲ့ TikTok account တွေကို unfollow လုပ်ပြီးအပြာ site တွေ Telegram တွေကနေတော့ခေါ်လာလိုက်ပါအဲ့ဒါချီလန်းစပါအရေးကြီးပါတယ်နံပါတ်2 replace the urge အဲ့ဒီဆန္ဒကိုအစားထိုးပါငါမလုပ်တော့ဘူးကဆိုယုံနဲ့အစိတ်ကတမ်းမသိပါဘူးအဲ့ဆန္ဒကိုအစားထိုးတစ်ခုနဲ့ဖြည့်ပေးရမှာပါအနည်းနဲ့ကာသုံးဆွဲလာတဲ့အရာကိုတင့်အောင်နောက်ကဆွဲလန်းနေပြီမို့ဒီအတန်းယုံထွက်လို့မရပါဘူးတခုခုစားချင်ပေမဲ့ဘိုက်ပြည့်နေလို့မစားနိုင်တော့တဲ့လူမျိုးနဲ့အုံနောက်ကိုအမိန်ပေးဖို့လိုပါတယ်ဆိုတော့ workout လုပ်ပါပြေးပါဘာမှလုပ်ချင်စိတ်မရှိတော့တဲ့အထိအားအင်တွေကိုကုန်ခန်းပြစ်လိုက်ပါတကယ်တော့အားနေတဲ့လူတွေစီမှာအဲ့တနာစိတ်ကပူပြီးတော့ပြင်းထန်တတ်ပါတယ်နံပါတ်3 remember who you are မင်းဘယ်သူလဲဆိုတာမမေ့ပါနဲ့ brother ဟာတနာရဲ့ကြီးကျုံမဟုတ်ပါဘူး brother ဒီလောကထဲကိုရောက်လာတဲ့ mission တစ်ခုရှိပါတယ်အောင်မြင်ဖို့ပါတခါလေကြာရှုံးတတ်ပါတယ်ကြာရှုံးနိုင်ပါတယ်ဒါပေမဲ့အဲ့ဒါအသက်ရှင်နေတဲ့အဆုံးသက်မဟုတ်ဘူးဆိုတာ KFC တထေးသမိုင်းကသက်တည်ပါပဲအကြီးကြီးတာ brother ပြန်ထမလားအရှုံးပေးမလားဆိုတာပါပဲမထားပါ real power ဆိုတာကိုကိုထိန်ချုံနိုင်မှုပါတနာစိတ်က brother ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုခူးပါတယ်အာယုံခံစနစ်တွေကိုပျက်စီးစီပြီးတော့နောက်ဆုံးမှာအောင်မြင်ခြင်းနဲ့ဆန္ဒတွေအိမ်မက်တွေရောပျက်စီးစီတတ်ပါတယ် brother အနာကကဒီနေ့ brother ရွေးချယ်မှုအပေါ်မှာမူတည်ပါတယ် so stay strong stay focused stay clean see you next week